ဂျပန်နိုင်ငံမှာတော့မိတ်ဆွေတို့ကဓာတ်ဆီဆိုင်တစ်ဆိုင်တဲကိုကားမောင်းဝင်လိုက်တာနဲ့ဝန်ထမ်းတစ်ယောက်ကရှေ့ကနေထွက်လာပြီးဓာတ်ဆီဖြစ်စနာမှာလာရက်ပြီးကူညီဖို့အစဉ်သစ်ဆောင်နေပါလိမ့်မယ်သူတို့ကမိတ်ဆွေတို့ရဲ့ကားတကားနာမှာရက်ပြီးဓာတ်ဆီဘယ်လောက်ဖြစ်မလဲလို့ရင်းရင်းကြီးကြီးမြန်းမြန်းကြပါတယ်အဲ့ဒီကနေဓာတ်ဆီဖြစ်တဲ့ပိုက်ကိုမထည့်ခင်ဓာတ်ဆီကန်ပေါဝါမှာနူးညံ့တဲ့အဝတ်တစ်ခုကိုအုပ်ပေးကြတယ်ပြီးရင်ကားကိုဂယူးတစ်ဆိုင်နဲ့ကင်တွယ်ပြီးဓာတ်ဆီဖြစ်ပေးကြပါတယ်ဓာတ်ဆီဖြစ်နေစဉ်မှာပဲနောက်ဝန်ထမ်းတစ်ယောက်ကမိတ်ဆွေတို့ကားရဲ့ဘေးကြီးမှန်တဲ့ဘိန်းတွေကိုစနစ်တကျတန့်ရှင်းရေးလုပ်ပေးပါသေးတယ်ဓာတ်ဆီဖြစ်ပြီးသွားတဲ့အခါမှာတော့ပထမဝန်ထမ်းကမိတ်ဆွေတို့ရဲ့ကားကိုမထိခိုက်စေဘူးသူ့အိတ်ကက်ထဲကတန့်ရှင်းတဲ့အဝတ်စအသစ်တစ်ခုနဲ့ဓာတ်ဆီကောင်းကိုထပ်အုပ်ပေးပါတယ်ကစတမာကိုအင်မတန်ဂယူးဆိုင်တဲ့ဂျပန်နိုင်ငံမှာပဲမိတ်ဆွေတို့အနေနဲ့ကားပြန်ထွက်တဲ့အခါမှာလဲလုံခြုံစွာထွက်နိုင်ဖို့အတွက်စန့်ကျင်ဘက်ကလာတဲ့ရင်တွေကိုသူတို့ကအချက်ပြညွှန်ကြားပေးကြပါတယ်ပြီးရင်လေးလေးစားစားနဲ့ဥညွတ်ပြီးနှုတ်ဆက်ကြပါသေးတယ်ဒါကြောင့်မိတ်ဆွေတို့အနေနဲ့ချစ်သူကဂယူးမဆိုင်တဲ့အခါဒါမှမဟုတ်မိသားစုကဂယူးမဆိုင်တဲ့အခါဂျပန်နိုင်ငံမှာကားစီသွားဖြစ်ကြပါဗျာဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်ကျွန်တော်တို့ရဲ့ Create Studio လေးကို Like and Follow လုပ်ခဲ့ပေးကြပါဦးနော်